အားလုံးပဲမင်္ဂလာပါယနေ့ခေတ်မှာ AI ကိုလူတိုင်းကအသုံးပြုနေကြတာဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ mobile phone ဖြင့်အလွယ်တကူ AI ကိုအသုံးပြုပြီးမြန်မာတန်တဲ့စကားပြောအောင်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးပါမယ်ပထမဆုံးဖော်ပြထားတဲ့ link ထဲကိုဝင်လိုက်ပါပြီးရင်တော့ဒီလိုမျိုးလေးတွေ့ရပါလိမ့်မယ် Enter text ဆိုတဲ့နေရာမှာကိုပြောစီချင်တဲ့စကားကိုထည့်ရေးပေးရမှာဖြစ်ပါတယ်စကားပြောတဲ့ AI တွေကတော့နီလာနဲ့တီဟာဆိုပြီးယောက်ျားလေးမိန်းကလေးရှိပါတယ်မြန်မာဘာသာအပြင်အခြားဘာသာစကားတွေလည်းရွေးချယ်လို့ရပါတယ်အရင်ဆုံး Enter text ဆိုတဲ့နေရာမှာကိုထည့်ချင်တဲ့စာသားကိုထည့်လိုက်ပါမယ်ပြီးရင်တော့ယောက်ျားလေးအတန်သုံးပါလားမိန်းကလေးအတန်သုံးပါလားဆိုတာရွေးချယ်လိုက်ပါအတန်ကိုရွေးချယ်ပြီးပြီဆိုရင်ဒီလိုမျိုးအတန်အတက်ကျလောက်တာအတန်နှင်းမြန်လောက်တာလေးတွေရှိပါတယ်ပုံမှန်ပဲသုံးကျင်တယ်ဆိုရင်သုံးညဆိုတဲ့နေရာမှာပဲထားလိုက်ပါပြီးရင်တော့ convert now ဆိုတာကိုနှိပ်လိုက်ပါပြထားတဲ့အတိုင်း processing လို့ပေါ်နေပါလိမ့်မယ်အခုလိုမျိုးအတန်ဖိုင်ရလာပါပြီပြီးရင်တော့ download mp3 ဆိုတာကိုနှိပ်လိုက်ပါအဲ့ဒါဆိုရင် AI နဲ့ပြုလုပ်ထားတဲ့အတန်ဖိုင်ရရှိလာပြီဖြစ်ပါတယ်ဒါအပြင်အတန်ပြောင်းလဲလုပ်ချင်တယ်ဆိုရင် voice pitch ကိုနှိပ်ပြီးစိတ်ကြိုက်လုပ်လို့ရပါတယ်အတန်အနှေးအမြန်ကိုပြုလုပ်ချင်ရင်လည်း adjust voice speed ဆိုတဲ့နေရာမှာစိတ်ကြိုက်လုပ်လို့ရပါတယ်နောက်တစ်ခုကတော့ add background music ပါအတန်ဖိုင်မှာနောက်ခံတီးလုံးထည့်ခြင်းနဲ့ဆိုရင်အသုံးပြုပါတယ်ဖုန်းထဲကတေးဂီတကိုပဲအသုံးပြုမလား YouTube ဒါမှမဟုတ် SoundCloud စတာတွေစီကနေတေးဂီတအသုံးပြုမလားဆိုတာစိတ်ကြိုက်ရွေးချယ်လို့ရပါသေးတယ် download လုပ်ထားတဲ့ file ကိုဖုန်းရဲ့ audio မှာရှာတွေ့နိုင်ပါတယ်ဒီလိုဆိုရင်ဖုန်းတစ်လုံးရှိုံနဲ့ AI နဲ့မြန်မာစကားသံကိုလွယ်လွယ်ကူကူပြုလုပ်နိုင်ပြီဖြစ်ပါတယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်